Okay ဒီမှာလက်ကလေးနှစ်ဖက်ကြားထဲမှာနှာခေါင်းကြီးမျက်လုံးနှစ်ဖက်ရဲ့ကြားထဲမှာနှာခေါင်းကြီးတချီတို့ကလည်းကိုချင်းစာပါတယ်ဘယ်လိုမျိုးလဲဆိုတော့ဒီငယ်ငယ်တုန်းကအခြေခံလေးတွေကိုတချို့ပိုင်နိုင်သွားပြီဆိုရင်ကြီးလာရင်ပြောရမယ့်စကားလုံးလေးတွေကိုတချီတို့ကပြန်ပြီးတော့နေချေဖြတ်သန်းသွားနိုင်မှာဖြစ်တဲ့အတွက်ပါဠိတို့ရောတီချာတို့ရောငယ်တုန်းကကြောက်ခဲ့ကြတယ်ဘာသုံးတာလဲ between နှစ်ခုကြား between နှစ်ခုကြားဆိုမပြောချင်ဘူး between လည်းမသုံးချင်ဘူးအဲဆို between လေးသုံးတဲ့အောင်တချီကပြောပြမယ်မျက်လုံးနှလုံးကြားမှာဘာလေးရှိတယ်နှာခေါင်းရှိဒါဆိုရင် a nose is between eyes မျက်လုံးနှလုံးကြား between eyes as လေးထည့်လိုက်ဒီမှာလေးအချီကလေးရအောင်သင်ပေးနေပါဆိုဇက်ကြီးကိုအဲ့လိုဖြဲစီရမလို့ပါဘူးလို့တော့ဖြစ်တယ်အဓိကကြတာလေးကမျက်လုံးနှလုံးဖြစ်သွားတဲ့အတွက် as ကလေးထည့်ဖို့ဒါချိဘက်ကတိုက်တွန်းတာဒီတိုင်း as ထည့်ရမယ်နော်အဲ့လိုပြောဘယ်သူကခေါင်းနဲ့ရောက်မှာဒီမှာလူကချော့လှလှလေးဖြစ်သွားတယ်ရုပ်ဆိုးခံပြီးသေချာ sharing လုပ်နေတာကဲအဲ့တော့နောက်တစ်ခုချာပြောပြပါမယ်လက်နှစ်ဖက်ကြားဆိုရင်လည်း between two hands အဲ့ဒါပြောတယ်ဟဲ့ဆိုစီမကျမသွားတဲ့ဘဏ်ကလေဟိုတယ်နှစ်ခုကြားထဲမှာအဲ့ဆိုဘာဖြစ်လဲ a bank is between hotels ဟိုတယ်နှစ်ခုကြားစီမနှစ်လေးထွက်ကျင်တယ်စီမထဲပါအဲ့တော့ between ကိုနည်းနည်းလေးပါလေးတော့ရင်လာပြီပေါ့နော်ဟဲ့ဆိုအဲ့ဒါဆိုလို့ရှိရင်တော့တစ်ချက်တစ်ပင်နှစ်ပင်ကြားဆိုရင် between trees အဲ့ဆို between သုံးတက်လာပြီအဲ့လိုသုံးတက်လာပြီဆိုတစ်ချက်လေးမှတော့ကြောက်တဲ့အရာလေးရှိတယ်အဲ့ဒါပါလဲဆိုတော့မျက်လုံးတွေလည်းပြောတတ်နေပြီတစ်ပင်နှစ်ပင်လည်းပြောတတ်နေကဲတစ်ပင်နှစ်ပင်မဟုတ်ပဲနဲ့တစ်ပင်နဲ့ကားဖြစ်သွားရင်ဘာဖြစ်လဲ the tree and the car အဲ့လိုပြောလိုက်လေ between the tree and the car ဟဲ့ငါရဲ့စပိန်လေးကတစ်ပင်လေးနဲ့ကားလေးရဲ့ကြားထဲမှာရှိတယ် my bike is between လာပြီးနှစ်ခုပြောတာပါခတ်သွားတယ် the tree and the car ဟိုဒီချာတမီးရလေဟိုတနေ့ကလေမနက်ကလေဒီလား the car and the tree အဲ့လိုမျိုးပြောမိတယ်ဘာဖြစ်လို့လဲပြောလို့ရတယ်လေ speaking မှာဘာစီကမှမရှိဘူးသူများပုံမှာမရိုင်းဖို့မဆဲဖို့ပဲရှိအဲ့တော့ပပလေးတို့ကအဲ့တော့ဒီချာအဲ့ဆိုဟိုလိုပြောကြည့်မယ်ဟိုလိုဘယ်လိုပြောမှာဟိုတယ်နဲ့ကျောင်းနဲ့ကြားမှာဘန်လေးရှိတယ်လို့ပြောကြည့်မယ်ဒါဆိုရင် a bank is between hotel and the school နှစ်ခုလေ hotel and the school အဲ့ရှိမှာ between တဲ့မင်းနဲ့ငါကြားတိုင်းကြီးချလို့ထား so a bridge is between you and me မင်းနဲ့ငါနဲ့ကြားထဲမှာတိုင်းချထားတယ်လေအဲ့လိုလေးတွေပြောတတ်စေချင်ပါတယ် between ကိုနောက်တစ်ခါမကြောက်နဲ့တော့နော်တချီရှင်းပြပြီးသွားပြီ I love you